ရဲ့အစမှာပဲဖျားရှင်ကလန့်ပြလို့စားထိန်ရဲ့တွေ့ကြုံမဲ့အမှုတွေအတွက်ဖျားရှင်နဲ့အားလုံးတွေ့တာဝင်ပေးမယ်စားစရာနဲ့ဝတ်စရာအတွက်တော့ကားများကင်းရှင်းသွားစေပါနဲ့နိုင်ရှင်လို့မရနိုင်တဲ့ကရုဏာတရားပြေဝပဲခွေကိုခွန်အားစွမ်းနေနဲ့ကိုရှိရေးဘွားအတွက်တော့မလို့ကြုံရဲ့မိုင်မောင်တဲ့လောကတဲ့အလင်းမပါပဲရှောက်လို့တော့အန်ရဲ့တွေ့မယ်ဖျားရှင်ရဲ့လက်တော်တဲ့တစ်တာလုံးပေးအပ်လိုက်ချိန်မာခွေလေးလံတဲ့သင်ခဲခဲဖျားရှင်ကရှင်လင်းပေးမယ်အရာရာမှာကျေးဇူးတရားတွေနဲ့ပြည့်နေလို့ဖုံးလွှမ်းထားစေခွဲကုန်နိုင်တဲ့ကျေးဇူးတရားတွေတွေ့ပြည့်တွေ့ရဲ့ချီးမွမ်းလိုက်အောင်ခွဲတဲ့တင်ရှင်အသက်ဆုံးတဲ့အားလည်းပြည့်ရှိတဲ့တို့အားလုံးတွေ့ပဲဂရာနီမှာခွေတော့ချင်းကြောင့်ပဲဒီလူသားပြည့်လို့ခဲ့ပြီးခွဲဖျားပြူပေးတဲ့ကျေးဇူးတရားအတွက်စေရအတွက်အောင်ခွဲအသက်ဆုံးတဲ့အထိတိုင်းချီးမွမ်းပေးပါရဲ့ရဲ့အဆုံးတိုင်းပဲဖျားရှင်ရဲ့လန့်ပြမှုတွေအတွက်လေစံကုန်တဲ့ဖျားရှင်ရဲ့မြတ်တာအတွက်ချီးမွမ်းလို့ပြန်ရည်အတွက်အောင်ခွဲ